こんにちは、ဖြူဝင်です。အားလုံးပဲမင်္ဂလာပါကျွန်မကဖြူဝင်ဖြစ်ပါတယ်။ဒီနေ့ကျွန်မတင်ပေးချင်တဲ့အရာကတော့ပေါ့နော်။နေ့စဉ်ဘဝမှာပေါ့နော်ပြောနေကြစကားလုံးလေးတွေကိုတင်ပေးချင်တာပါ။အဲ့တော့ဘာလေးလဲဆိုတော့ကြည့်လိုက်ကြရအောင်။ကျွန်မခေါင်းစဉ်လေးတွေကိုရေးပေးထားရပေါ့နော်။ mind, dine, guide, needပုံခိုးဆိုပြီးပေးထားရပေါ့နော်အဲ့ဒါအောင်မှပထမဆုံးဆိုရင် mind ဆိုတဲ့အရာလေးကိုသင်ပေးချင်တာပါနော် mind ဆိုတဲ့အရာကကျွန်တော်တို့ကဘယ်လိုအဓိပ္ပာယ်လဲဆိုတော့ mind ဆိုတာကအရေးအတွက်လေးကိုရေးတွက်တာပါနော်ဘယ်လိုအရေးအတွက်လဲပါလာတဲ့အရေးအတွက်လေးကိုရေးတွက်တာပါကျွန်တော်တို့ရဲ့ဥပမာအင်ကြီးပေါ့နော်ရှက်အင်ကြီးလေးခောက်ထားတဲ့ဟာလေးတွေပြီးလို့ရှိရင်စားအိတ်ကလေးတွေလို့ပြီးလို့ရှိရင်ပကံပြားလေးတွေပေါ့နော်အဲ့လိုမျိုးပါလာတဲ့အချက်လေးတွေကိုရေးတွက်တဲ့ခါမှာကျွန်တော်တို့က mind လေးကိုသုံးပါတယ်နော်အဲ့တော့တစ်ခုပေါ့နော်တစ်ခုတစ်ရွက်တစ်ထဲလို့ရေးကြတယ်ဆိုကျွန်တော်တို့က ichi mind ကိုရေးရပါတယ်နော် ichi mind ni mind Sam mind, Yon mind, God mind, Roku mind, Nana mind, Hachi mind, Q mind, Ju mind. ဒီလိုပေါ့နော်ဆက်တစ်ဆိုရင်တော့ Ju-ichi mind ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပါပဲ30ကနေပြောမှတင်းနဲ့73ထက်လေးအဲ့လိုပေါင်းလိုက်ရုံပါပဲနော်အဲ့တော့ဘယ်နဲ့ခုလဲလို့မေးချင်တယ်ဘယ်နဲ့ရွက်လဲဘယ်နဲ့ချက်လဲလို့မေးချင်ကျွန်တော်တို့က nan mind alimas ကဘယ်နဲ့ရွက်ရှိတယ်လဲဆိုပြီးတော့မေးပါတယ်နော်ပါလာလေအရွက်ကလေးတွေကိုရေးတွက်တယ်လို့ဆိုကျွန်မမြန်မာလူလေးလေးရေးပေးထားပါတယ်ရှင့်အဲ့တော့ဥပမာအနေနဲ့မြန်ပေါ့နော်ကျွန်မကပကံပြားဘယ်နဲ့ချက်လဲဘယ်နဲ့ချက်ရှိတယ်လဲလို့မေးချင်တယ်ဆိုပေါ့နော်ပကံပြားကိုကျွန်တော်တို့ osara နဲ့ပြောပါတယ်နော် osara က nan mind alimas ကပကံပြားဘယ်နဲ့ချက်ရှိတယ်လဲလို့မေးမှာပေါ့နော်အဲ့ဒါအောင်မှကိုက3ချက်ဆိုလို့ရှိရင်လည်းဒီထဲကပေးထားတဲ့ဒီ sun mind လေးကိုသုံးပြီးတော့မှ3ချက်ရှိပါဆိုရင် sun mind alimas ဆိုပြီးတော့ကျွန်တော်တို့ကပြောလိုက်ရုံပါပဲပေါ့နော်အဲ့တော့ဒီ mind လေးကိုအဓိပ္ပာယ်မှတ်ပေးဖို့လိုတာက mind ဆိုတဲ့အရာကပါလာတဲ့အရာလေးတွေကိုရေးတွက်တဲ့အခါမှာ mind နဲ့ရေးတွက်ပါတယ်ဆိုတော့သိရမှာပဲရှင့်နောက်ခေါက်ပြန်ပြောပါအောင်မယ်နော်ကျွန်တော်တို့ကအင်ကြီးလေးခောက်ထားတဲ့ဟာလေးပေါ့နော်အဲ့လိုအင်ကြီးတစ်ထည့်နှစ်ထည့်လို့ရေးချင်ရင် mind လေးနဲ့ရေးပါတယ်နောက်ထပ်တစ်ခုစားအိတ်ကလေးတွေပေါ့နော်စားအိတ်တစ်အိတ်နှစ်အိတ်ဆိုတာရေးချင်လို့ရှိရင်လည်း mind လေးနဲ့ရေးပါတယ်ရှင့်ပြီးတော့ပကံပြားပါလာတဲ့အရာလေးတို့ကျွန်တော်တို့ကရေးတွက်တဲ့ခါပါပေါ့နော်အဲ့လိုဆိုရင်လည်း ichi mind နှိ mind နဲ့ရေးပါတယ်ရှင့်ဟုတ်ကဲ့နောက်ထပ်တစ်ခုကတော့ဗာလဲဆိုရင် dine ဆိုတာကစက်ပစ္စည်းရဲ့အလုံးရေတွက်တွေကိုရေးပါတယ်ရှင့်အဲ့စက်ပစ္စည်းရဲ့အလုံးရေတွက်ထဲမှာဘာတွေပါတယ်လဲဆိုတော့ကျွန်တော်တို့ကစက်ဘိန်းတွေပါပါမယ်ဆိုင်ကယ်တွေပါပါမယ်ပြီးလို့ရှိရင်ကားပြီးလို့ရှိရင် TV ရေဒီယိုအဲ့လိုစသဖြင့်စက်ပစ္စည်းတွေကိုရေးတွက်တဲ့ခါမှာကျွန်တော်တို့က dine နဲ့ရေးပါတယ်ပေါ့နော်အဲ့တော့တစ်စီးလို့မျိုးပြောချင်ရင် ichi dine နှစ်စီးဆိုရင် ni dine သုံးစီးဆိုရင် san dine လေးစီးဆိုရင် yon dine ငါးစီးဆိုရင် god dine 6စီးဆိုရင်တော့ ခု dine 9စီးဆိုရင် nana dine 10စီးဆိုလို့ရှိရင် hachi dine 9စီးဆိုရင် q dine 10စီးဆိုရင်တော့ ju dine ဆိုပြီးကျွန်တော်တို့ကရေးတွက်ပါတယ်ပေါ့နော်အဲ့ဒါကိုမှဘယ်နဲ့လုံးများရှိတယ်လဲဘယ်နဲ့စီးများရှိတယ်လဲဆိုတာသိချင်လို့ရှိရင် nan dine alimas ကဆိုပြီးမေးပါတယ်ရှင်အဲ့တော့အိမ်နေမှာပေါ့နော်အိမ်မှာနေတော့အိမ်မှာကားဘယ်နဲ့စီးရှိတယ်လဲလို့မေးချင်လို့ရှိရင် kuruma wa nan dine alimas ကဆိုတော့ကျွန်တော်တို့ကမေးခွန်းလေးနေနဲ့မေးလို့ရပါတယ်နော် nan dine alimas ကအဲ့ဒါကိုမှကျွန်တော်တို့ကကားဆိုပြီးရှေ့က noun လေးထည့်လိုက်မယ်ပေါ့နော် kuruma wa nan dine alimas ကကားဘယ်နဲ့စီးရှိတယ်လဲဥပမာ3စီးရှိတယ်ပေါ့နော်အဲ့တော့ san dine alimas 3စီးရှိတယ်ဆိုအဓိပ္ပာယ်နဲ့ကျွန်တော်တို့ဖြေလို့ရပါတယ်ရှင်ဟုတ်ကဲ့ဒါကတော့ dine ဆိုတာကစက်ပစ္စည်းတွေကိုရေးရတယ်ဆိုတာလေးမှတ်ပေးရပါမယ်နော်ကားပါပါမယ်ဆိုင်ကယ်ပါပါမယ်စပိန်ပါပါမယ်ပြီးလို့ရှိရင် radio TV ကင်မရာစသဖြင့်စက်ပစ္စည်းတွေပါပါမယ်ရှင်အဲ့ဒါလေးရေးတဲ့အခါမှာ dine ကိုသုံးပါမယ်ဟုတ်ကဲ့နောက်ထပ်တစ်ခု guide ကိုင်းဆိုတာကကျွန်တော်တို့ကဒီကိုင်းလေးကကျွန်တော်တို့အထက်တွေကိုရေးတွက်ပါတယ်နော်ကျွန်တော်တို့နေနေတဲ့အဆောက်အဦပေါ့နော်အိမ်ကတစ်ထပ်ရှိသလားနှစ်ထပ်ရှိသလားသုံးထပ်ရှိသလားဆိုတာပြောချင်ကျွန်တော်တို့ကိုင်းလေးကိုသုံးပါတယ်ရှင့်အိမ်ရဲ့အထက်တွေကိုရေးတွက်တဲ့ခါမှာသုံးပါတယ်နော်အဲ့တော့တစ်ထပ်ဆိုကျွန်တော်တို့က ichi ကိုင်းလို့မပြောပါဘူးရှင့်ik ကိုင်းလို့ပြောတာဒါလေးကချိဆိုင်စုပ်ကလေးပါနော် ik ကိုင်းဒါဆိုတစ်ထပ်ပါရှင့်ni ကိုင်းနှစ်ထပ် san ကိုင်းမဟုတ်ပါဘူးရှင့်ကျွန်တော်တို့ကတန်တန်လေးပါပါတယ်နော် san ကိုင်းသုံးထပ်ဆိုရင် san ကိုင်းဆိုပြီးတော့ကျွန်တော်တို့ပြောပါတယ်နောက်ထပ်တစ်ခုလေးထပ်ပေါ့နော်လေးရွာပေါ့နော်ဥပမာ yon ကိုင်း9လဆိုရင် god guide 6လဆိုရင်တော့ခု guide 9လဆိုရင် nana guide 8လဆိုရင် hak guide ကျွန်တော်တို့ကပုံမှန်8ဆိုဟာချိလို့ပြောပါတယ်เนาะဒီမှာကျွန်တော်တို့ဟာချိ guide လို့မပြောပါဘူးရှင် hak guide လို့ပြောပါတယ်ရှင်အဲ့ဒါပြီး8လ9လဆိုရင် q guide 9လဆိုရင် q guide ဟုတ်ကဲ့10လဆိုရင်ကျွန်တော်တို့က ju guide လို့မပြောပါဘူးရှင် juk guide နဲ့ jik guide ဆိုကျွန်တော်တို့ပြောပါတယ်เนาะကျွန်မဒီမှာရေးပေးထားပါတယ်နှစ်ခုလုံးစားလေးနဲ့ရေးပေးထားပါတယ်เนาะအဲ့ဒါကမှကျွန်တော်တို့ကနေတဲ့အဆောက်အဦကပေါ့เนาะအဆောက်အဦမှာဘယ်နှထပ်ရှိသလဲလို့မေးချင်တယ်ဆိုကျွန်တော်တို့က nan guide alimas ကလည်းမေးပါရှင် nan guide နဲ့မမေးပါဘူးရှင်nan guide alimas ကဘယ်နှထပ်ရှိသလဲဆိုပြီးမေးမှာပေါ့เนาะအဆောက်အဦဒါတဲမွန်တို့ဝ nan guide alimas ကအဆောက်အဦဘယ်နှထပ်ရှိသလဲဥပမာကျွန်တော်တို့ဒီမှာများသောအားဖြင့်ဆယ်လာတွေပါရှိတယ်မလားအဲ့တော့ကျွန်တော်တို့က juk guide alimas ဆယ်လာရှိတယ်ဆိုကျွန်တော်တို့ဖြေလို့ရပါတယ်ရှင်ဟုတ်ကဲ့ဒါကတော့ guide ဆိုတာအထက်တွေကိုရေးတတ်တာကိုသိရပါမယ်เนาะပြီးလို့ချင်းကျွန်တော်တို့ကနင်းဆိုတာကလူတွေကိုရေးတွက်တဲ့အခါမှာသုံးပါတယ်ရှင်ကျွန်မတို့ပေါ့เนาะလူတွေကိုရေးတွက်တဲ့အခါမှာနင်းကိုသုံးပါတယ်အဲ့ဒါအောင်မှနင်းကိုမှချင်းချက်အနေနဲ့ကျွန်တော်တို့ကတစ်ယောက်နှစ်ယောက်ကိုနင်းနဲ့မရေးတွက်ဘဲနဲ့ဟီတိုးလေးအဖူသားလေးနဲ့ရေးပါတယ်ရှင်ဒါတော့သိရပါမယ်เนาะဟီတိုးလေးဆိုရင်တစ်ယောက်နှစ်ယောက်ဆိုရင်ဖူသားလေးသုံးယောက်ဆိုရင်တော့ပုံမှန်တိုင်းနင်းလေးပေါင်းသွားပါတယ်เนาะဆန်နင်း
4ရောက်ဆိုရင်ယောနင်းဆိုတာမျိုးမရှိသလိုရှိနင်းဆိုတာလည်းမရှိပါဘူးဖြစ်ယောနင်းလို့ပဲဖတ်ပါတယ်နော်ပြီးလို့ရှိရင်5ရောက်ဆိုရင်ဂေါနင်း6ရောက်ဆိုရင်ခုနှစ်9ရောက်ဆိုရင်ရှိနင်းလို့ထွက်ပါလေရှင်နာနင်းလို့မထွက်ပါဘူးနော်ပြီးလို့ရှိရင်10ရောက်ဆိုရင်ဟာချီနင်း9ရောက်ဆိုရင်ခူးနင်း10ရောက်ဆိုရင်ဂျူးနင်းကျွန်တော်တို့ဒီလိုသွားပါတယ်ပေါ့ဒါဆိုရင်17ရောက်ဆိုရင်ဂျူးအီချီနင်းဆိုပြီးဖြစ်ပါမယ်ရှင်အဲ့ဒါကမှလူဘယ်နှယောက်လဲလို့မေးကြည့်ရင်နန်းနင်းအီမတ်ကကျွန်မသင်ခဲ့ပြီးပါပြီနော်တက်ရှိရရှိရင်အီမတ်နဲ့ရှိပြီးတော့မှတက်မဲ့တွေဆိုရင်အာလီမတ်နဲ့ရှိရဲဆိုတဲ့အရာလေးလေအဲ့တော့ဒါတွေကလူတွေကိုရေတော့တာဖြစ်တော့တယ်ကျွန်တော်တို့ကအီမတ်ကလေးနဲ့မေးပါမယ်ရှင်နန်းနင်းအီမတ်ကဘယ်နှယောက်ရှိသလဲဒါဆိုရင်ဥပမာစာတမ်းတစ်ခုပေါ့နော်မိသားစုဘယ်နှယောက်ရှိသလဲဆိုမိသားစုဆိုတဲ့စကားလုံးဒီခါဆိုခုဝနန်းနင်းအီမတ်ကမိသားစုဘယ်နှယောက်ရှိသလဲကျွန်တော်တို့မိသားစုဆို6ယောက်ရှိရရှင်အဲ့တော့ကျွန်တော်ကခုနဲ့အီမတ်ဆိုပြီးတော့ပြောပါတယ်6ယောက်ရှိတယ်ပေါ့နော်ဒီလိုမျိုးဒါလေးဒီကျွန်တော်တို့သိဖို့လိုတာဒီနင်းဆိုတာကလူတွေရေတွက်တဲ့ခါမှာသုံးနေဆိုတဲ့အရာမျိုးပါနော်နောက်တစ်ခုဒီပွန်ဒါလေးကပွန်ဆိုတာကဘယ်လိုအရာတွေကိုရေတွက်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုအချောင်းရှည်လေးတွေကိုရေတွက်တယ်ပေါ့နော်ထီးတွေဘာတွေလဲရေလို့ရပဲဒါပေမဲ့များသောအားဖြင့်ကဘောပင်တို့ခဲတံတို့ဒီလိုမာကာပင်တွေဘာတွေကိုရေပါတယ်ရှင်အဲ့တော့တစ်ချောင်းဆိုကျွန်တော်တို့ချွင်းချက်ထဲမှာပါပါတယ်နော်အချစ်ပုံဟုတ်ပဲနဲ့အပုံလို့ရေပါတယ်ရှင်နှစ်ချောင်းဆိုရင်နိဟွန်လို့ရေးပါတယ်ရှင်၃ချောင်းဆိုရင်ဆန်းဘွန်လို့ရေးပါတယ်နော်၄ချောင်းဆိုရင်ယွန်းဟွန်လို့ရေးပါတယ်ရှင်၅ချောင်းဆိုရင်ဂေါဟွန်လို့ရေးပါတယ်၆ချောင်းဆိုရင်ရော့ပွန်လို့ရေးပါတယ်ရှင်ချွတ်ချက်လေးပါပါတယ်နော်စတားလေးနဲ့ကျွန်မပေးထားပါတယ်9ချောင်းဆိုရင်နနဟွန်လို့ရေးပါတယ်ရှင်ပြီးလို့ရှိရင်10ချောင်းဆိုရင်ဟပ်ပွန်9ချောင်းဆိုရင်ကျူဟွန်10ချောင်းဆိုရင်ဂျစ်ပွန်လို့ရေးပါတယ်ရှင်ဒါကိုကျွန်တော်တို့ကဘယ်နှချောင်းရှိတယ်လဲဆိုလို့ရှိရင်နမ်ဘွန်အာလီမတ်ကနဲ့ရေးပါတယ်နော်နမ်ဘွန်အာလီမတ်ကဘယ်နှချောင်းရှိတယ်လဲကိုရဲနမ်ဘွန်အာလီမတ်ကนี่ဟောအာလီမတ်2000ရှိရဲလို့ကျွန်တော်တို့ဖြေပါရှင် rebon လေးအနေနဲ့ပေါ့နော်။အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကပိုဆိုတာဒီလိုမျိုးအချောင်းလေးကိုရေးတယ်ဆိုတာသိရပါမယ်နော်။နောက်ထပ်တစ်ခုအနေနဲ့ခိုဆိုတာကလုံးနဲ့အလုံးရည်လေးတွေကိုရေးတယ်ပေါ့နော်။တိအလုံးလေးတွေကိုကျွန်တော်တို့ရေးတဲ့ခါမှာခိုကိုသုံးပါတယ်ရှင်။အဲ့တော့ကျွန်တော်တို့ကဘယ်လိုဟာလေးတွေလဲဆိုလို့ရှိရင်ကြက်ဥတို့ဘဲဥတို့ပေါ့နော်။ကြက်ဥဘဲဥပန်းဒီလေးတွေအဲ့လိုမျိုးရေးတဲ့ခါမှာကျွန်တော်တို့ကခိုလေးကိုသုံးလို့ရပါတယ်ရှင်။အဲ့တော့တစ်လုံးဆိုရင်1ကို2လုံးဆိုရင်2ကို3လုံးဆိုရင်3ကို4လုံးဆိုရင်4ကို5လုံးဆိုရင်ဂေါကို6လုံးဆိုရင်ရော့ကို9လုံးဆိုရင်နနကို10လုံးဆိုရင်ဟတ်ကိုလို့ခေါ်ပါတယ်ပြီးလို့ရှိရင်9လုံးဆိုရင်ကျူကို10လုံးဆိုရင်ဂျစ်ကိုလို့ခေါ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဘယ်နှလုံးရှိသလဲလို့မေးချင်နန်ကိုအာလီမတ်ကဘယ်နှလုံးရှိသလဲဆိုကျွန်တော်တို့ကမေးပါတယ်ပေါ့နော်အဲ့တော့ကိုဒီအလုံးရည်တို့မေးတာပေါ့နော်ပြီးလို့ရှိရင်ကျပွန်ဆိုတာကကျတော့အရှင်တော့ရှိတဲ့အချောင်းရလေးကိုရေတွက်တဲ့ခါမှာမေးတယ်ပေါ့နင်းဆိုတာကကျတော့လူရေတွက်ကိုမေးချင်တဲ့ခါမှာသုံးပြီးတော့မှကိုင်းဆိုတာကကျတော့နေတဲ့အထက်ကဘယ်နှလွာလဲဆိုတာကိုမေးပြီးတော့မှဒိုင်းဆိုတာဒီစက်ပစ္စည်းအလုံးရေတွက်တွေကိုမေးပါတယ်ရှင်မိုင်းဆိုတာကျတော့ပါလာတဲ့အရာလေးတွေကိုရေတွက်တဲ့ခါမှာသုံးပါတယ်အဲ့တော့ကျွန်တော်တို့ကဒါလေးတွေကိုပေါ့နော်နောက်တစ်ခါတော့ပြန်ကြည့်ဖို့တော့လိုပါတယ်ရှင်ပို့ပြီးတော့နားလည်ဖို့အတွက်ဆိုလို့ရှိရင်ပြီးတော့လမ်းရှိလေးလည်းလုပ်ကြည့်ပါလို့ပြောချင်ပါတယ်ရှင်ကျွန်မဗီဒီယိုကိုကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးလည်းဆက်လက်ဆောင်ကြည့်ပါအောင်လို့ပြောချင်ပါတယ်ရှင်